DJ အိုးကတော့ပစ္စည်းတွေကိုအကန့်အသတ်မရှိပွားယူနိုင်တဲ့အိုးတစ်လုံးမှာလူတစ်ယောက်ကရေပလင်းတစ်လုံးကိုမတော်တဆ DJ အိုးထဲပစ်ချမိတယ်နောက်စက္ကန့်မှာပဲအိုးထဲမှာတူညီတဲ့ပလင်းများစွာပေါ်လာတယ်ဒီလူကအံ့အားသင့်သွားပြီးဒီအိုးဟာဘာပစ္စည်းကိုမဆိုပွားနိုင်တဲ့မော်အိုးဖြစ်မယ်လို့ကောက်ချက်ချလိုက်တယ်သူဟာသူ့ရဲ့စုဆောင်းငွေအားလုံးကိုတုံးပြီးရွှေတုံးကြီးတစ်တုံးဝယ်လိုက်တယ်ဒီရွှေတုံးကိုအိုးထဲထည့်ပြီးဆူတောင်းလိုက်တဲ့အခါရွှေတုံးအများကြီးပေါ်လာတယ်သူကရွှေတုံးတွေအားလုံးကိုအရေးကြိုးပြီးပြန်ရောင်းလိုက်တာကြောင့်ချမ်းသာလာတယ်နောက်ပိုင်းမှာသူဟာအစားအစာတွေတောက်ရည်တွေနဲ့နှွေးထွေးတဲ့အဝတ်အစားအများကြီးကိုဝယ်ယူလိုက်တဲ့အကြောင်းရင်းကတော့သူဟာမကြခင်အသက်အန္တရာယ်ရှိတဲ့နှင်းမုန်တိုင်းတိုက်ခတ်မယ်ဆိုတာကိုကြိုသိထားပြီးလူအများပြားနှင်းခဲအယုတ်တွေဖြစ်ကုန်ကြမယ်လို့သိရှိထားလို့ဖြစ်တယ်။ဒါကြောင့်သူဟာ DJ အိုးကိုအသုံးပြုပြီးအသက်ရှင်ရေးပစ္စည်းတွေကိုကြိုတင်ပြင်ဆင်ထားတယ်။နှင်းမုန်တိုင်းကြီးတိုက်ခတ်လာတဲ့အခါလမ်းတွေဟာချက်ချင်းအေးခဲပြီးလူတွေဟာချက်ချင်းနှင်းခဲအယုတ်တွေဖြစ်ကုန်ကြတယ်။ထို့တောတွင်းမှာသူကတော့ပစ္စည်းအစုံလင်နဲ့အိမ်ထဲမှာပဲခိုးလုံနေတဲ့ဒီလိုတက်တောင့်တက်တာရှိနေတာတောင်သူဟာလုံခြုံတယ်လို့မခံစားရတာကြောင့် DJ အိုးကိုအသုံးပြုပြီးအစားအစာတွေလက်နက်တွေကိုအခန်းတစ်ခန်းလုံးပြည့်သွားတဲ့အထိထပ်မံပွားယူတယ်ပြီးတော့ပစ္စည်းအလုံးကို DJ အိုးထဲမှာပဲတင်စီထားလိုက်တယ်။ DJ အိုးဟာပစ္စည်းတွေကိုပွားနိုင်ုံသာမကပစ္စည်းတွေကိုလည်းအကန့်အသတ်မဲ့တင်စီနိုင်ပါတယ်။အသက်ရှင်ကျန်သူတွေဟာအိမ်မှာဘာပစ္စည်းမှမရှိတော့တဲ့အတွက်ဆာလောင်နေကြတယ်။ထို့အတောအတွင်းမှာသူကတော့အိမ်မှာထိုင်ပြီးပြပြဝဝစားတောက်နေတယ်ဒီလိုနဲ့ဒုက္ခသည်တွေဟာသူ့အိမ်တကားကိုရောက်လာကြတယ်။တန်မာတဲ့လူတစ်ယောက်ကတကားကိုချိုးဖျက်ဖို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့ဘူး။သူဟာသူ့အိမ်ကိုတန်မဏိခံတက်ကြီးအဖြစ်အသွင်ပြောင်းပြီးသားဖြစ်နေပြီးလှပတဲ့အမျိုးသမီးတစ်ယောက်ကတကားဖွင့်ပေးဖို့သူ့ကိုတောင်းပန်ပေမဲ့သူဟာခိုင်ခိုင်မာမာညှင်းဆန်လိုက်တယ်။နောက်ဆုံးမှာတော့သူဟာတက်တန်းကုန်သွားပြီဖြစ်တဲ့ပေါင်မုတ်အိတ်ကိုအပြင်ကိုပစ်ချလိုက်တယ်။ဒုက္ခသည်အားလုံးကပေါင်မုတ်ကိုဝိုင်းလူနေကြတယ်။